ကောင်းလေးတစ်ယောက်ပန်းသီးပင်တစ်ပင်နဲ့အချိန်ကာလတစ်လျှောက်ခရီးတစ်ခုဇလန်းတိုင်းကိုအမြင့်တွယ်နေတဲ့အဖိတ်ဖုန်းဟောက်ကကြိုဆိုပါတယ်ဇလန်းကောင်းတွေကိုကြိုက်တယ်ဆိုရင် like share နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ Apple Tree လက်ဆောင်တိတ်ဆိတ်သောရွာတရွာတွင်လင်းလန်းဟုခေါ်သောလူငယ်လေးသည်သူမိသားစု၏ဥယျာဉ်ခြံနာရှိပန်းသီးပင်ဟောင်းတစ်ပင်အောက်တွင်နှစ်သိမ့်မှုကိုတွေ့ရှိခဲ့သည်ဒီတစ်ပင်ဟာဘသူမဆိုမှတ်မိနေသည်၍အကိုင်းခတ်တွေတန်မာပြီးရွာထဲကပန်းသီးတွေထက်ပိုချိုပါတယ်စူးစမ်းကျင်စိတ်နှင့်အံ့ဩမှုအပြည့်ရှိသောလူငယ်လေးတစ်ယောက်သည်သူ့အဖိုး၏ဥယျာဉ်တွင်ပန်းသီးစေးတစ်စေးကိုတွေ့သည့်အားကြီးသောတစ်ပင်များ၏ပုံမြင်များကိုမှုတ်သွင်းထားသောကြောင့်ပင်ကိုအထူးနေရာတစ်ခုတွင်ဂယုတစိုက်စိုက်ပြီးနေ့စဉ်ရေလောင်းပေးသည့်အချိန်ကြာလာသည်နှင့်အမျှသေးငယ်သောအညောက်သည်တစ်ပင်ငယ်တစ်ပင်ဖြစ်သို့ကြီးထွားလာပြီးကောင်လေးသည်ရင်းနှင့်နက်ရှိုင်းသောနှောင်ကြိုးကိုဖြစ်ပေါ်စေသည်သူနှင့်စကားပြောတယ်သူ့အရေးအောက်မှစာအုပ်တွေဖတ်တယ်သူ့အိမ်မက်တွေကိုဝေမျှတယ်လန်ဟာကလေးဘဝတုန်းကသူ့အရေးအောက်မှာနာရီပေါင်းများစွာကြာအောင်တငယ်ချင်းတစ်ယောက်လိုစကားပြောခဲ့ပါတယ်အကိုင်းခတ်ကိုတက်အသီးအနှံတွေကိုမြည်စမ်းပြီးသူ့အိမ်မက်တွေကိုဝေမျှခဲ့တဲ့တစ်ပင်ကစကားမပြောဘူးပေမဲ့နားထောင်တယ်အဲ့ဒီမှာအမြဲရှိခဲ့တယ်နှစ်တွေကြာလာသည်နှင့်အမျှအဆန်သည်အသက်ကြီးလာပြီးအလုံများလာသည်တစ်ပင်ကိုခဏခဏလာလဲတယ်တနေ့မှာသူကကျွန်တော်ကဘာကိုခီးထွက်ချင်ပါတယ်ဒီရွာပြင်ကနေရာတွေကိုကြည့်ချင်တယ်တစ်ပင်သည်တိတ်ဆိတ်နေတော့လဲသူ့ကိုနှုတ်ဆက်သွားသလိုမျိုးဖြင်းညင်းစွာလှုပ်ရမ်းနေသည်ရသန်ထွက်သွားပြီးရာသီတွေပြောင်းသွားတဲ့တစ်ပင်ကစောင့်နေစောင်းဥရာသီရောက်လာပြီးစောင်းရာသီကုန်ပြီးတစ်ချိန်ကလမ်းလျှောက်ခဲ့တဲ့လမ်းကိုကြည်ရင်ရက်နေခဲ့တယ်နှစ်အတော်ကြာပြီးနောက်ပြန်လာတော့အခါသူသည်ယောက်ျားလေးမဟုတ်တော့ပါသူ့လက်တွေကအလုတ်ကနေကျန်းတယ်သူ့မျက်နှာကအချိန်နဲ့အမျှအမတ်အသားပြုတဲ့ရွာသည်ပြောင်းလဲသွားတော့လဲပန်းသီးပင်သည်အကိုင်းခတ်များပါသွားတော့လဲအခောက်ကပိုကြီးလာကကြန့်ရှိနေခဲ့သည်ယထန်သည်ရင်းဤပင်စီကိုမှီပြီးနောက်တစ်ကြိမ်မြေအောက်တွင်ထိုင်နေခဲ့သည်သူသည်ပန်းသီးတစ်လုံးကိုကောက်ယူပြီးကိုက်လိုက်သည်သူမှတ်မိသလောက်ချိုမြိန်သည်နှစ်များအတွင်ပထမဆုံးအကြိမ်ဖြစ်သူသည်ယောက်ျားလေးတစ်ယောက်သူကကဘာကြီးကိုငါမြင်ဘူးပေမဲ့ဒီအိမ်လောက်တော့မခံစားဘူးဟုတိုးတိုးလေးပြောသည်တစ်ပင်သည်စကားမပြောတော့လဲအရွက်သည်သူ့အားစောင့်မျှော်နေတကယ်သို့လေထဲတွင်တဆက်ဆက်တုံနေ၏အဲ့ဒါက Apple Tree နဲ့ Boy ပါသဘောကျတယ်ဆိုရင် like subscribe လုပ်ပြီး share လုပ်ဖို့မမေ့ပါနဲ့